ပထမတနေ့ကဒီမက္ကဆီကန်နဲ့အမေရိကန်စစ်ပွဲအကြောင်းကိုရှင်းပြပေးပြီဆိုတော့ဒီနေ့မှာကစပိန်နဲ့အမေရိကန်စစ်ပွဲအကြောင်းကိုရှင်းပြမယ်ပေါ့နော်ဒီစပိန်နဲ့အမေရိကန်စစ်ပွဲကတော့ဘယ်ကာလမှာဖြစ်ခဲ့ရလဲဆိုရင်ဒီ1898ပေါ့1898ဆိုတဲ့ကာလကအမေရိကန်နိုင်ငံရဲ့သမိုင်းနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒါက progressive era လို့ပြောလို့ရတယ်ဒါဒီအမေရိကန်နိုင်ငံမှာအဘက်ဘက်ကနေပြီးတော့တိုးတက်နေတဲ့ခေတ်ပေါ့နော်အဲ့ဒီကာလမှာဖြစ်ခဲ့တဲ့စစ်ပွဲပဲဖြစ်တယ်ဆိုတော့ဒီစစ်ပွဲကဘာဖြစ်လို့ဖြစ်တာလဲပေါ့နော်ဆိုတော့ဒီစစ်ပွဲကဘာဖြစ်လို့ဖြစ်တာလဲဆိုလို့ရှိရင်ဒီစစ်ပွဲဖြစ်ရအဓိကအကြောင်းကြီးကအမှန်တိုင်းဆိုရင်တော့ဒီစစ်ပွဲဒီကျူပါနဲ့စပိန်နဲ့ဖြစ်တဲ့စစ်ပွဲပေါ့နော်ဆိုတော့ကျူပါနဲ့စပိန်ကိုလိုနီတွေက1868မှာစပြီးတော့အာ1868မှာဆိုရင်ကျူပါကဒီစပိန်ရဲ့ကိုလိုနီလက်အောက်ကနေပြီးတော့သူကလွတ်မြောက်ခဲ့တယ်ပေါ့ဒါပေမဲ့စပိန်ရဲ့ကိုလိုနီလက်အောက်မှာသူကနေခဲ့ရတယ်ဒါပေမဲ့ကျူပါကစပိန်ကိုလိုနီလက်အောက်မှာသူကမနေချင်တဲ့အတွက်ကြောင့်မို့ independence war စပြီးတော့ဖြစ်ကြရပေါ့နော်ဒါလွတ်လပ်ရေးအတွက်တိုက်ပွဲဖြစ်ကြတယ်အဲ့အချိန်မှာဖြစ်တာကကျူပါနဲ့စပိန်နဲ့ဖြစ်နေတာအဲ့ဒီပွဲမှာအမေရိကန်ကနေပြီးတော့ဝင်ပါတာပေါ့ဘယ်လိုပါတာလဲဆိုလို့ရှိရင်အဲ့တုန်းကသတင်းသမားတွေပေါ့နော်ဒီ US ရဲ့ channel တွေပေါ့ channel မှာမှဘယ်လို channel တွေလဲဆိုရင် yellow channel လေးစင်တွေပေါ့ဒီလို yellow channel လေးစင်တွေကနေပြီးတော့သူတို့ကဒီပေါ့နော်သတင်းတွေကိုရှယ်ကားပြီးရေးတယ်ဆိုတော့ကျူပါကအရန်သေးလေးပဲအရန်တနာအောင်ခေါ်တယ်ဆိုတော့ဒီလိုအကြောင်းကိုအမေရိကန်အနေနဲ့ဝင်ပါပြီးတော့တိုက်ပေးတင်တယ်ဖာညာပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးတွေနဲ့ရေးလိုက်တဲ့အချိန်မှာအမေရိကန်နိုင်ငံရဲ့သမ္မတဖြစ်တဲ့ William McKinley ကလည်းသူကဝင်ပြီးတော့တိုက်ပေးခြင်းတယ်ဆိုပြီးတော့လွှတ်တော်ကိုတင်ပြရတယ်ပေါ့နော်။ဆိုတော့လွှတ်တော်ကို6တင်လိုက်တဲ့အခါမှာလွှတ်တော်ကလည်း yes လုပ်လိုက်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာပဲသူတို့စစ်ပွဲတွေဝင်ပါဖို့အတွက်အကြောင်းချတယ်ပေါ့။အဲ့လိုအကြောင်းချတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဒီအမေရိကန်နိုင်ငံရဲ့ဒီ Havana Harbor ဆိုတဲ့ဒီကျွန်းမှာပေါ့နော်။အမေရိကန်ရဲ့ဒီသင်္ဘောကိုသူတို့ကဘာလုပ်လိုက်လဲဆိုရင်ဖေဖော်ဝါရီလ15ရက်နေ့1898မှာ explode လုပ်လိုက်တယ်ဆိုပြီးတော့သူတို့ကပြောတယ်အဲ့လိုမျိုး explode ဒီလိုမျိုးဒီပောက်ကွဲမှုတစ်ခုဖြစ်သွားတဲ့အတွက်ကြောင့်မို့266ယောက်လောက်သေသွားတယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့266ယောက်လောက်သေတဲ့အတွက်ကြောင့်မို့ဆိုပြီးသူတို့ကဒါဒီဗလိန်စပိန်ပေါ့နော်စပိန်လောက်တာပါဆိုပြီးတော့စပိန်ကိုဗလိန်နေပေါ့အဲ့လိုမျိုးလုပ်ပြီးတော့ပဲသူတို့ဒီစပိန်ကိုစစ်ကြေညာပြီးတော့1898 April မှာဆိုလို့ရှိရင်တော့ဒီစစ်ပွဲတွေကိုဝင်ပါခဲ့ကြရပေါ့နော်အဲ့တော့ဒီစစ်ပွဲကဘယ်လိုနေရာမှာဖြစ်တာလဲဆိုလို့ရှိရင်တော့ဒါကတော့သူကရေထဲမှာဖြစ်တာပေါ့နော်ဒီ Caribbean Sea တို့ဒီ Pacific Ocean တို့မှာဖြစ်တဲ့စစ်ပွဲလို့ပြောလို့ရတယ်ဆိုတော့ဒီစစ်ပွဲပြီးတော့ဒီစစ်ပွဲကဒီပေါ့နော်1898ဒီဇင်ဘာမှာတော့ဒီ Treaty of Paris လို့ခေါ်တဲ့ဒီစာချုပ်ကိုချုပ်လိုက်ပြီးသူတို့စစ်ပွဲကတော့ပြီးသွားခဲ့တယ်ဆိုတော့စစ်ပွဲပြီးတယ်ဆိုပေမဲ့ဘယ်သူရှုံးသွားလဲဆိုရင်စပိန်နေရှုံးသွားတယ်ပေါ့နော်ဆိုတော့စစ်ရှုံးသွားတဲ့စပိန်ကဘာတွေပေးလိုက်ရလဲဆိုလို့ရှိရင်ဒီကျူပါတို့ Puerto Rico တို့ Guam လို့ဆိုတဲ့ဒီပြည်နယ်တွေကိုအမေရိကန်ကိုပေးလိုက်ရတယ်ဒါအပြင်ကမှဖိလစ်ပိုင်ကိုတော့သူတို့ကဒေါ်လာ20 million နဲ့သူတို့ရောင်းလိုက်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့လေကျူပါကအစကတည်းကမှသူများလက်အောက်မှာမနေခြင်းတဲ့အတွက်ကြောင့်မို့အမေရိကန်လက်အောက်မှာလည်းသူကမနေဘဲနဲ့သူလွတ်လပ်ရေးချရတယ်ယူတယ်ပေါ့နော်ဒါပေမဲ့လေအမေရိကန်ကသူ့ကိုဘယ်လိုအနေနဲ့ထားသေးလဲဆိုလို့ရှိရင်โอเคမင်းတို့ကိုလွတ်လပ်ရေးတော့ပေးမယ်ဒါပေမဲ့သူ့ရဲ့ဒီပေါ့နော်ဒီသူ့ရဲ့ဒီထိချုပ်မှုအောက်ပေါ့နော်အဲ့အောက်မှာတော့နေရမယ်ဆိုပုံစံမျိုးနဲ့သဘောတူညီမှုနဲ့ဒီကျူပါကိုအမေရိကန်လွတ်လပ်ရေးပေးခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီကျန်တဲ့ပြည်နယ်တွေဖြစ်တယ် Puerto Rico တို့ Guam တို့ကတော့အခုလက်ရှိအချိန်ထိကိုအမေရိကန်နိုင်ငံမှာ territories အနေနဲ့နေရတယ်ပေါ့ဆိုတော့ territory ဆိုတဲ့သဘောမျိုးကအမေရိကန်ရဲ့လက်အောက်မှာတော့နေရတယ်ဒါပေမဲ့အမေရိကန်နိုင်ငံသားအဖြစ်မဟုတ်ဘူးနေဘူးပေါ့နော်ဆိုတော့ဒီလိုပုံစံမျိုးတွေနဲ့လက်ရှိအချိန်ထိကိုနေရသေးရပေါ့ဒါဖိလစ်ပိုင်ကိုကြတော့အမေရိကန်ကဝယ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့ဖိလစ်ပိုင်ကလည်းသူများလက်အောက်မှာမနေချင်တဲ့အတွက်ကြောင့်မို့1946မှာတော့အမေရိကန်ကိုလိုနီလက်အောက်ကနေပြီးသူလွတ်လပ်ရေးရအောင်လုပ်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီစစ်ပွဲကလည်းကြည့်မယ်ဆိုလို့ရှိရင်ဘယ်ကာလမှာဖြစ်နေရလဲဆိုတာအမေရိကန်နိုင်ငံသမိုင်းဖြစ်တဲ့ဒီ progressive era ကာလအတွင်းမှာဖြစ်နေတဲ့စစ်ပွဲပေါ့နော်ဒါဒီစစ်ပွဲကလည်းဒီ American history ကိုလေ့လာနေတဲ့အချိန်မှာအရေးကြီးတဲ့တိကိုတိတင်တဲ့စစ်ပွဲတွေကတပွဲဖြစ်တယ်ပေါ့နော်ဆိုတော့နောက်နေ့မှာလည်းဒီလိုမျိုးအကြောင်းအရာတွေကိုထပ်ပြီးတော့တင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့ page ကို like and follow လုပ်ထားပေးဖို့ပေါ့နော်